Proto Anima နဲ့ Chiral Center ရဲ့ဆက်သွယ်ချက်ကိုအခုဒီဗီဒီယိုမှာပြပြပေးပါမယ်။ပုံမှန်လို့ဆိုရင်တော့ဒီ structure မှာ proto signal က3ခုဒီဘက်က structure ဆိုရင်တော့ signal က5ခုပေါ်မှာဆိုပြီးတော့မှ basic အရာသိထားရတယ်။ဒါပေမဲ့ဒီ CA2 group တွေမှာသူ့ရဲ့ ဘေးကပ်လျက်မှာ Chiral Center ရှိနေရဆိုရင်တော့ extra chemical shift ဒါမှမဟုတ်ရင် extra signal ဆိုပြီးတော့မှဖြစ်ပေါ်ပါတယ်။ဒီ structure က CA2 မှာဆိုရင်သူ့ရဲ့ဘေးကပ်လျက်မှာ Chiral Center ရှိမနေဘူး။အခုဒီ compound ထဲမှာဆိုရင် C2 ရဲ့ဘေးကပ်လျက်မှာ Chiral Center ရှိနေတယ်။အဲ့တော့ဒီ Chiral Center ဆိုတာကကာဗွန်ကိုဆက်နေတဲ့ဘွန်းလက်တံ၄ခုဟာဆိုရင်မတူညီတဲ့ group ၄ခုအနေနဲ့ရှိနေတာကိုဆိုလိုတာဖြစ်ပါတယ်။အဲ့တော့ဒီ hydrogen A က signal တစ်ခု hydrogen B က signal တစ်ခုဆိုပြီးတော့မှ signal ခွဲထွက်ပြီးတော့မှပေါ်မှာဖြစ်တယ်။အဲ့ဒါကြောင့်မလို့ဒီ structure မှာဆိုရင်ပုံမှန် basic သင်ထားတော့က signal 5ခုလိုပေါ်မှာဖြစ်ပြီးတော့မှအခုလိုမျိုး Chiral Center ရှိတာကိုကသိထားမယ်ဆိုရင်တော့ signal က6ခုအဖြစ်ပြောင်းပြီးတော့မှပေါ်မှာဖြစ်ပါတယ်။အားလုံးပဲဗဟုသုတရရှိမယ်လို့မျှော်လင့်ပါတယ်။ကျွန်မကတော့ဓာတုဗေဒပညာရှင်ဒေါက်တာအေးအောင်ဖြစ်ပါတယ်။အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်။